ဘယ်ကောင်မလေးငင်းနေလို့ငါ့တော့ကြော်သွားလား မဟုတ်ပါဘူးကွာဗရိကတိတ်မမီဖြစ်နေလို့ပါဟာ ចောင်းပြချက်တယ်နော်ဘာတန်းနေလဲ ဗရိကတကူပြင်တာတင်နေ ဟမ်အဲ့ဒါနေအရင်တစ်ပတ်ကားသွားစစ်တော့မစစ်လာလိုက်ဘူးလား ဟောဟုတ်တယ်နော် အဲ့ဘာဟုတ်တာလဲလေအရင်တစ်ပတ်ကားသွားစစ်တော့မစစ်လာလိုက်ဘူးလားလို့မင်းနေရနေစမ်းမအောင်နေကားသွားစစ်တာဟုတ်ရဲ့လားအဲ့ပတ်စံနေဘယ်မှာတော့တောင်းလိုက်တာလဲ အာနေရလေတကယ်စီပွားပါပြီဆို ပိုရီပြောမနေနဲ့နော်နင်သွားစစ်တယ်ဆိုလို့ရှိရင်တို့ကလိုအပ်တာကြီးကောင်းလုံးစစ်ပေးရလဲပေးရအခုမနက်ကလည်းကားက break မမီဘူးနော်အခုလည်းကားကအတန်ထွက်နေနင်ငါ့ကိုမလိန်နဲ့နော် မလိမ္မာဘူးနေရလေတကယ်စီပွားပါပြီဆိုနေမှာအောင် နင်ငါ့ကိုလိန်နေဆိုငါသိရ တကယ်မလိမ္မာဘူးဆိုနေရလေ breakback တွေကိုပုံမှန်စစ်စေတာတွေမလုပ်ဘဲနဲ့အရှိန်ကြာကြီးတုံနေမယ်ဆိုရင် breakback တွေပါလာမှာဖြစ်ပြီးတော့ break out လိုက်တဲ့အခါပုံမှန်မဟုတ်တဲ့အတန်တွေထွက်လာနိုင်ပါတယ်။ဒါအပြင် break မမီတဲ့ပြဿနာတွေပါကြုံတွေ့လာနိုင်ပါတယ်။ breakback တွေကိုမလဲပဲလုံးဝကုန်လာတဲ့အထိတုံနေမယ်ဆိုရင်အောက်ရှိမှာခံထားတဲ့တံပြားတွေပါလာမှာဖြစ်ပြီးတော့ break disc တွေနဲ့ပုတ်တိုက်မှုဖြစ်ပြီးမလိုလားအပ်တဲ့ပျက်စီးမှုတွေဖြစ်လာနိုင်တဲ့အပြင်ရေအန်ရည်တွေကိုလည်းဖြစ်စေနိုင်ပါတယ်ရှင်။